လူချင်းမလို့အားလုံးပဲမင်္ဂလာပါရှင်ဆမ်မာပါဒီနေ့မှာတော့အသက်သက်ရှိထားတဲ့ edit ရဲ့ and edit တကူပေါ့နော်အဲ့ကောင်မလေးရဲ့ skin လေးကိုဆမ်မာကစမ်းတော့ကလေးရလာပြန်ပြီပေါ့နော်အဲ့တော့ကြောင့်မို့လို့ဆမ်မာကဆော့ပြမှာဖြစ်ပါတယ်ရှင်Okay ပါရှင် basic attack အနေနဲ့ဆိုလို့ရှိရင်တော့ AD make 3ရင်းနဲ့ရောပဲဖြစ်ဖြစ် view 3ရင်းနဲ့ပဲဖြစ်ဆမ်မာကြည့်ရမယ်ဆိုရှင်တော့တော်တော်လေးကိုလှရဲဒါပေမဲ့ဒါက normal skin လောက်ပဲသွားသေးရပေါ့နော် effect ကအရင်မသွားသေးဘူး scale 1ဆိုတာကလည်းအရင်မလှဘူးပေါ့နော်သူနည်းနည်းလေးခဲရော effect လေးများသွားတာပဲရှိရဲ okay ဒါဆိုရှင်တော့ scale 1ပေါ့နော် scale 1ကလည်းနည်းမစိုးလို့ပြောမယ် scale 2ရဲ့ဆမ်မာရဲ့ trade တွေပေါ်လာမယ်ပေါ့နော် okay ပါရှင်မိုက်တယ် AD ပြောင်းလိုက်ဆိုလို့ရှင်ဘီနာ effect ကြီးသွားလာမှာတော့တော်မိုက်တယ်ပေါ့နော်ဒါပေမဲ့အရင်လာတဲ့အထင်းမှာပါလားဆိုလေအဲ့လောက်ကြီးကမပါဘူးပေါ့နော်အရင်လာတဲ့မှာလည်းမပါဘူးအဲ့လောက်ကြီးမပါဘူးဒါပေမဲ့ဆမစကင်အစမ်းတော့ရရဲဆိုလေဆော့ပြမှာဆမတိုင်ဝင်ပဲလေနော်ဟုတ်ကဲ့ပါရှင်ဆမရဲ့ဒီပွဲမှာတော့ Roman နေနဲ့ဆော့ထားတာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့ဆမတို့ဒါက run ပေါ့နော်ပြီးတော့ဒီဥစ္စာ run ဆိုပေမဲ့ Guling ကိုကာကူရာကိုင်းနေတဲ့ကြောင့်မို့လို့အမြင်ကပုံမှန်နဲ့ဆမသွားပြီးမကတ်ပါဘူးဟုတ်တယ်ဆိုကိုလေးကြိုက်ဖို့တော့နောက်ဆုံးတနည်းအားဖြင့်တော့ကာကူရာကြီးကောက်ပစ်သွားတယ်ဒါတော့အဲ့ဒီကာကူရာကောက်ပစ်သွားတဲ့တယောက်ကဘယ်လိုပြောမလဲဆိုရင်lucky box စကီလေးသူစကီအစမ်းတော့ရလို့လားဒါမှမဟုတ်လို့ပဲသူစမာရီတီကိုသုံးလို့ရတဲ့နေရာလေးရှိရတယ်နော်အခု3ရက်ပဲလိုရတဲ့အချိန်ဆိုလို့ရှိရင်သူသုံးလို့ရတယ်လေပေးရအဲ့လိုဟာကြောင့်မလားတော့မသိပေမဲ့ဘာလို့ကာကူရာကောက်ပစ်လိုက်လဲဆိုတော့လုံးဝနားမလဲတာပါနော်အဲ့ကြောင့်စမသွားပြီးတော့ကိုလေးကိုမကန်ပါဘူးတော်တော်ဆိုလို့ရှိရင်တော့ကိုလေးသွားခံနေတယ်မကိုလေးမကန်အောင်အဲ့ဒီမှာဆိုလို့ရှိရင်တော့ granger ရစမရီပြည့်တယ်ဒါပေမဲ့ရမလားဆိုတော့မရပါဘူးဒါပေမဲ့ enemy ဘက်ကတော့ copy ထုတ်လေးကိုရသွားရပေါ့နော်ဒါတော့စိတ်မကောင်းစရာလေးပါ okay ပါ Aurora ကတော့ကြောင်းကြောင်းနဲ့ပြောမှဆိုရှင်ကိုရဲ့အသိနိုင်သွားဆိုဆာမကောင်းလို့နိုင်သွားတာပေါ့နော်ဒီပွဲအနိုင်နဲ့ပွဲပါနိုင်နဲ့ပွဲမှုလည်းပြရတာပေါ့နော် okay ပါရှင်ဆာမရဒီမှာဆိုရှင်ဘလောက်ပဲပြေးမပြေးလို့မလို့အောင်တော့နာလေးကိုတော့ကောက်ဖမ်းထားကြမှာလို့ Aurora က first blood လေးရသွားရပေါ့နော်ဆာမဒီ copy ထုတ်လေးကို enemy ရတာမကျင်းတဲ့အချက်ကြောင့်မို့ဆာမပြန်လောက်တယ်ပေါ့နော်ပြန်မို့လုပ်တဲ့အချိန်မှာပြန်ကြဆာမအောင်ကတတ်မှာဖို့ဆိုတဲ့ကြောင့်ဆာမပြန်လာရတယ်ဆမကိုလေးမကတ်ပြီးတော့ကိုလေးမှာတော်တော်လေးကိုကြာနေပြီပေါ့နော်ကာကူရလည်းသေသွားပါရှင်โอเคပါရှင်ဒီမှာဆက်ရှင်လို့ဒီမှာမြင်နေရမှာတော့အရင်လှရတဲ့မှာမပါဘူးเนาะဒီစကင်ကပြောမစင် summer stylish skin လေးရတာမှာပိုလှသေးတယ်ပြအခုလောဆက်ထွက်ထားတဲ့ cloud skin ကလည်းတော်တော်လေးကိုလှရတဲ့မှာပါတယ်အဲ့တော့ဒီ MBS skin တွေပါရတဲ့စာမယ်ဆိုလို့ရှိရင်အခုလောဆက်ထွက်နေတဲ့ cloud skin ဒါမှမဟုတ် starlight skin ပေါ့နော် skin တော်တော်လေးကိုမိုက်တယ် okay ပါရှင်ကာကူရာပီတာပါရဲ့အဲ့လိုမျိုးလေးကိုကောက်စားတင်တာပေါ့နော်ဒါတော်တော်လေးကိုမိုက်တယ်အော်ဆိုရှင်ဆမရာမီနီလေးကိုရှင်းနေအဲ့ချိန်မှာ CC ကဝင်ပြီးတော့လာရပါတော့အဲ့ချိန်မှာဆမသူ့ရဲ့scale လေးနဲ့ပဲတက်လို့ရှိရင်တော့တည်နေတဲ့အချိန်မှာဆမ AD ပါထုတ်သုံးလိုက်ရတယ်ကန်ကောင်းစားနေပဲကာကူရာရှိနေတဲ့ဆမမသိဘဲနဲ့ပြင်ရှင်းသွားခဲ့ပါတော့ဒါကသူ့ကိုကျေးဇူးတင်တော့မပေါ့ဒါဆမ AD သုံးလိုက်တဲ့အတွက်ကြောင့်မလို့ပါOkay ပါရဲ့အဲ့ဆိုကျွန်တော်ဆမရိုကဒီပွဲလေးပြန်စမယ်ပေါ့နော်ထက်တဲ့ပေါ်ကနေမို့လို့ဆမကတက်နာမှာစောင့်နေရဆိုပဲမတက်မပေါ်လာဘူးပေါ့နော်အရိုရာကလည်းသူ့ကိုသူ fighter လို့ပါလို့နဲ့သွားပြီးတော့ဘက်တက်သွားဆိုင်နေအဲ့ဒါကြောင့်ဆမကဘက်တက်မဆိုင်အောင်လို့ဆမလိုက်ပြီးတော့လောက်ရပါတော့အဲ့ဒါကြောင့်ဆမ devil ကလေးနဲ့မိုက်သွားရင်တော့တော်တော်မိုက်သွားရင်တော့ MBS skin လေးနဲ့စောတာကိုအဲ့ဒီနဲ့ double key လေးကိုရပါအသားရလေးကိုရပါတော်တော်လေးကိုမိုက်နေရလို့ okay ပါရှင်အဲ့တော့ဒီမှာတက်တက်လေးလုံးမယ်ပေါ့နော်ဆမကလို့ဆိုဒီအခု item ဘေးရကြတော့ global number 1ရဲ့ item ဘေးနဲ့စောနေတဲ့အတွက်ကြောင့်မို့လို့တော်တော်လေးမိုက်တယ်ပေါ့နော်လူချင်းမတို့အနေနဲ့ active player ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးမဟုတ်ပဲနဲ့တခြားတယောက်ရဲ့ဘေးကိုယူဆော့ကြည့်မယ်ဆိုရင်တော့အခုလောလောဆယ်ဆမစောနေတဲ့ global number 1ရဲ့ဘေးရတော်တော်လေးကိုတော့မိုက်တယ်ပြတွေးတက်လဲကျန်းနေအဲ့ဒါကြောင့်မလို့ယူမီနဲ့စမ်းတဲ့နေလို့ဆမထင်းနေအဲ့ဒီမှာဆိုရင်ကော်ပီတော့ကိုလို့ယူမီတို့မြင်တဲ့အတိုင်းပဲစီစီရလာပြီးတော့စားနေအဲ့ဒါကြောင့်မလို့ဆမစပို့ပြီးဘောနော်ကော်ပီတော့စားတာကိုမော်စကိုကဘာတော့နေအဲ့လိုပြေးလို့ရမယ်ထင်နေတာငါကော်ပီတော့ကလေးနဲ့လူစားတော့နေပြေးလို့ရမယ်ထင်နေတာဒါတော့ငါအဲ့ဒီမသုံးသေးဘူးလွာအဲ့တော့ဒီမှာမြင်ရတာမှာဆမ်မာဒီ global number 1 page ကိုယူထားတဲ့တခြားမလို့ဘယ်လောက်တော့မှမိုက်နေလဲဆိုအဲ့ဒီမပြောင်းမဲနဲ့အောင်မှ maximum တစ်ကောင်အသားရလေးတက်သွားနိုင်တယ်ဒါတော်တော်လေးကိုမိုက်တာပေါ့နော်အဲ့တော့ဒါပြောမှဆိုရှင်အခုဆိုရှင်ဆိုဒီမှာမြင်ရတာမှာဆမ်မာ AD လေးတက်သုံးလိုက်တော့အိုးမိုက်တော့မိုက်တယ်ဒါပေမဲ့အရင်သဘောကျတဲ့အထဲမှာတော့မပါဘူး
star skin ပို့ပြီးသဘောကျရပြောရမယ်ဆိုရှင် okay ပါရှင် summer ရောဒီမှာပြောမယ်ဆိုရှင်တော့အဆက်လေးရဝါကာကူရာတော့တေးပါတယ်တေးတဲ့ပါတယ်တော်တော်တိုးဝင်အောင်ပြေးလို့ရတဲ့တဲ့မပြေးရခဏနေရဆမ်မာတော့ကလော့ဘက်ရီလေးဆိုင်နေပေါ့နော်အဲ့အချိန်မှာပဲစီစီက enemy စီစီကလူချင်းမြင်နေရတဲ့အတိုင်းပဲ okay ပါရှင်အကုန်လုံးဝင်ကျူးလျှော်ကြရပေါ့နော်ဒါပေမဲ့ Daryl ကတော့ပြပြစွာနဲ့ပဲလော့ကိုရအောင်ယူနိုင်ခဲ့တယ်ဆမ်မာအနေနဲ့ကတော့ဒီမှာတေးပါဆိုလို့ဆိုတော့အဲ့ဒီပါချင်းပြီးသွားနေရတယ်ပေါ့နော်မောင်းလို့ရှိရင်ဆမ်မာတေးမှာအဲ့ဒါကျွန်တော်ဆမ်မာအဲ့ဒီချင်းပြီးသွားတဲ့အချိန်မှာဆမ်မာစီစီလေးကိုတီးလိုက်နိုင်တယ်တော်တော်လေးကိုမိုက်နေပြီပေါ့နော် okay ပါရှင်ကာကူရာလည်းသူ one shot 1k လေးနဲ့တော်တော်လေးကိုမိုက်နေပြီokay အဲ့ဒါဆိုတော့တော်အောင်လေးပဲချိုးကြတာပါတော်အောင်လေးချိုးပြီးနောက်ပိုင်းမှာဆိုလို့ရှိရင်တော့ဆမ်မာပြန်ပတ်ရတယ်ပေါ့နော်ပြီးတော့ဒီမှာ enemy ဘက်က Granger ကလည်းသူပြေးရှာရဲဒါပေမဲ့ shutdown key လေးကိုသူရသွားတယ်ပေါ့နော် Granger ကိုတတ်လိုက်နိုင်တယ်အဲဒီတော့ Summer အနေနဲ့ Moscow ကိုတော့ဝင်းချက်ခံစရာလားလို့ငါ magic damage နဲ့ပြည့်နေတယ်သူများရဲ့လို physical damage နဲ့ပြည့်နေရမဟုတ်အဲ့ဒါဝင်းချက်နဲ့ကားအောင်စိတ်မကောင်းပါဘူး enemy Maxman လေးရယ် Stop it. ဒီချိန်မှာလော့လဲတက်လိုက်ဖြစ်လို့ကြောင့်မလို့ဆမ်မာရောတန့်ပြီးတာဝါရဲ့ဝင်ပြီးတော့ damage တွေကိုခံပေးရမှာဆမ်မာရဲ့တာဝန်ပဲဖြစ်တယ်အဲ့ဒီကျမှဆမ်မာတာဝါပြစ်တာမှခံယူပြီးတော့ဆမ်မာကူပေးရပေါ့နော် okay ပါရှင်တာဝါပြစ်တာကိုခံပြီးတော့ကူညီပေးရဲ့အပြင်ကိုဒီမှာဆမ်မာရော direct ကိုအပေါဝင်ပေါ့နော်ဒါဆမ်မာရော2ယောက်လုံးမဟုတ်3ယောက်လုံးอ่ะဒီမှာလူချင်းမြင်နေရတဲ့အတိုင်းပဲတွေးနေပြီပေါ့နော်ဆမ်မာလည်းတာဝါဖြစ်နေတဲ့ကျွန်တော်ဆမ်မာလည်းတေးရတော့မှာဒါပေမဲ့ကောင်းကောင်းစားနေမဲ့ဆမ်မာအနိုင်ရရှိသွားခဲ့ပေါ့နော်ပြီးတော့ဆမ်မာကအဆက်အများဆုံးနဲ့ MVP ကရရှိသွားခဲ့ရဖြစ်ပါရဲ့ရှင်ဒါဒီ hero ခံပြီးတော့မှာပထမဆုံး MVP ရတဲ့ပွဲလေးပေါ့နော်ဟုတ်ကဲ့ပါရှင်လူချင်းမအားလုံးပဲအဆုံးထိရှိပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်နော်ထပ်ပြောပြစီရှင်လူချင်းမအားလုံးပဲအဆုံးထိရှိပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်နော်လူချင်းမအားလုံးပဲကျမရေကျစိတ်ပါရင်များတော့ဖို့လည်းမမိပါနဲ့ရှင်ဆမ်မာကတော့လူချင်းမရဲ့ဆမ်မာပါ